ဒီနေ့ပြောပြပြီးသွားမယ်အကြောင်းအရာတော့ဒီ linear loads နဲ့ non linear load အကြောင်းကိုပြောပြပြီးသွားမှာ linear load တွေတော့မှာပဲပုံမှန်ဆိုရင်သိကြတာ inductive load capacitive load ပြီးရresistive load ဆိုပြီး၃မျိုးပဲရှိရလို့ပုံမှန်သိကြတယ်မဟုတ်ဘူးအမှန်တကယ်က linear load နဲ့ non linear load ကအားလုံးရဲ့အခြေခံပဲပေါ့နော်အဲ့တော့linear load ဆိုတာဘာလဲ non linear load ဆိုတာဘာလဲသူနှစ်ခုဘာတွေကွာလဲစသဖြင့်ပြပြပေးသွားမယ်အဲ့တော့ linear load ကကြတော့သူက Ohm's law ကိုလိုက်နာတယ် Ohm's law ဆိုတာကV equal to IR ပေါ့နော် IR အဲ့တော့သူက voltage နဲ့ current ကဒီပုံမှန်ပြထားသလိုမျိုးပေါ့နော်ဒီ directly proportional ဖြစ်တာဒီလိုမျိုးဖြစ်တာပေါ့နော်current တိုးလာတာနဲ့များ voltage ကလည်းလိုက်ပြီးတော့တိုးသွားတာvoltage sorry ပြောင်းပြန်ဖြစ်သွားလို့ voltage တိုးလာတာနဲ့များ current ကလည်းလိုက်ပြီးတော့တိုးသွားတာ Ohm's law ကိုလိုက်နာတယ်ပြီးတော့ဒီ resistive load inductive load capacitive load စသဖြင့်ခွဲနေကြတဲ့ load တွေတော်တော်များများဒီ linear load တွေပဲဖြစ်ပါတယ် linear load ကိုပဲဒီ load ရဲ့ nature resistive လား capacitive လား inductive လားစသဖြင့်ခွဲခြားလို့ရတာပါနောက်တစ်ချက်ကကြတော့current နဲ့ voltage waveform တွေက sinusoidal ဖြစ်တာပါ sinusoidal ဖြစ်တယ်ဆိုတာ sine wave ပေါ့ current waveform ကလည်း sine wave အတိုင်းပဲပုံမှန်ပြထားတဲ့အတိုင်းပေါ့နော် sine wave အတိုင်းပဲ voltage ရဲ့ waveform ကလည်း sine wave အတိုင်းပဲဒါမျိုးဖြစ်တာဟုတ်တသက်မတည်းဖြစ်တာin phase ဖြစ်ရမယ်လို့မပြောထားဘူး out of phase ဖြစ်လဲရတယ်out of phase ဖြစ်တယ်ဆိုရင် current ကvoltage ထက်စောရင် leading current က voltage ထက်နောက်ကျရင် lagging စသဖြင့်အဲ့လိုမျိုးဖြစ်လဲရအဓိကဘာဖြစ်ရမလဲဆိုရင် sine wave ပုံစံမျိုးဖြစ်ရမယ် current waveform ကလည်း sine wave ပုံစံ voltage waveform ကလည်း sine wave ပုံစံဖြစ်ရမယ်နောက်တစ်ခုကကျတော့ resistance ဒါမှမဟုတ်ရင် impedance ကဒီ voltage နဲ့လိုက်ပြီးတော့မပြောင်းလဲဘူးဒီချက်ကဘာလို့ပါလဲဆိုရင် non linear လုံးမှာဆိုရင်ကျတော့ဒီ voltage နဲ့လိုက်ပြီးတော့မှဒီ resistance တန်ဖိုးကပြောင်းသွားတယ် resistance ဖြစ်ဖြစ် impedance တန်ဖိုးကပြောင်းသွားတယ်အဲ့လို resistance တို့ impedance တန်ဖိုးကပြောင်းသွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ current တန်ဖိုးကလည်းပြောင်းသွားတယ်အဲ့ကနေစပြီးတော့မှ waveform distortion တွေဖြစ်ပြီးတော့ non linear လို့ဆိုတာဖြစ်ပေါ်လာပါတော့ linear လုံးမှာဆိုရင်ပြန်ပြောရရင် current waveform ကလည်း sinusoidal ပဲvoltage waveform ကလည်း sinusoidal ပဲ resistance တန်ဖိုးကလည်း voltage ကိုလိုက်ပြီးတော့မှပြောင်းသွားခြင်းမရှိဘူးတသက်မတည်းဖြစ်တယ်Ohm's law V equal to IR ကိုလိုက်နာတယ် capacitive load inductive load resistive load စသဖြင့် nature တစ်ခုကိုခွဲလို့ရတယ်ဒါဒီ linear loadအဲ့တော့ linear load ရဲ့ဥပမာအနေနဲ့ဆိုရင် incandescent lamps heater motor transformer capacitor စတဲ့ဟာတွေဒီ linear load ထဲမှာပါတယ် motor တို့ transformer တို့ဒီလည်းဒီ linear load ထဲမှာပဲပါတယ်ပေါ့နော်အဲ့တော့ linear load ကကြတော့အဲ့လောက်ထိရိုးရိုးရှင်းရှင်းပဲပြောရမယ်ဆိုရင်ဘာမှရှုပ်ရှုပ်ထွေးထွေးမဖြစ်စေဘူးအဓိကဒီမှာရှုပ်ထွေးမှုတွေကိုနည်းနည်းဖြစ်ပေါ်စေရရပါလဲဆိုရင် non linear load non linear အလုပ်ကြောင့်ဆက်ပြောမယ်နော် non linear အလုပ်ကကြတော့သူ့ရဲ့ characteristic ကပုံစံကဒီပုံမှာပြထားတဲ့အတိုင်းပေါ့နော်ဒီလိုမျိုးဖြစ်သွားတယ်သူကvoltage တိုးသွားတာနဲ့များ current လိုက်ပြီးတော့မတိုးတော့အဲ့တော့သူက V equal to IR ဆိုရယ် Ohm's law ကိုမလိုက်နိုင်အောင်ဘာလို့အဲ့လိုမျိုးမလိုက်နိုင်ရလဲဆိုရင်ဒီသူက resistance တန်ဖိုးကပြောင်းသွားလို့voltage တိုးလာတာနဲ့များ resistance ဒါမှမဟုတ် impedance တန်ဖိုးကပြောင်းသွားတယ် resistance တန်ဖိုး resistance ဆိုတာခုခံမှုက resistance တန်ဖိုးပြောင်းသွားရင် current တန်ဖိုးကလည်းလိုက်ပြီးတော့ပြောင်းလဲတယ် current တန်ဖိုးလိုက်ပြီးတော့ပြောင်းလဲသွားဖြစ်တဲ့အတွက် waveform distortion တွေဖြစ်လာတာပေါ့နော်အဲ့တော့သူက Ohm's law မလိုက်နာဘူးသူ့ရဲ့ characteristic ကဒီလိုပုံလေးသူ့ကိုresistive load ဖြစ်တယ် inductive load ဖြစ်တယ် capacitive load ဖြစ်တယ်စသဖြင့် nature ခွဲလို့မရဘူး non linear load ကိုနောက်တစ်ခုက non linear လုံးမှာဆိုရင်သူက current နဲ့ voltage waveform တွေက sinusoidal မဖြစ်ဘူးအဲ့ဟာကဘာကိုပြောချင်တာလဲဆိုရင်ဒီမှာပုံမှာပြထားတဲ့အတိုင်းပေါ့နော်ဒီလိုမျိုး sine wave purely sine wave ပုံစံမထွက်ဘဲနဲ့ဒီပုံမှာပြထားတဲ့အတိုင်းဒီလိုအတွန်းတွေပေါ့နော် distortion ဖြစ်တယ်လို့ခေါ်တာအဲ့လိုမျိုး
harmonic လို့ခေါ်တဲ့ waveform distortion တွေကိုဖြစ်ပေါ်စေတဲ့ non linear လို့တွေကပြီးတော့ပထမတော့ပြောတာသူတို့ပဲဒီ resistance တို့ impedance တို့တန်ဖိုးကလည်းဒီ voltage နဲ့လိုက်ပြီးတော့မှပြောင်းလဲတယ်ဒါ non linear လို့အဲ့တော့ non linear လို့ရဲ့ဒီ example ကိုပြောပြမယ် example ဆိုရင်ဒီ computer တွေ copy မိတူတိုင်းမှာသုံးတဲ့ copy တွေပြီးတော့ printer တွေနောက်ပြီးတော့ AC ဒါမှမဟုတ်ရင် DC drive ဆိုတာ variable frequency drive ပေါ့နော် VFD လို့ခေါ်တဲ့ဒီ frequency ကိုလိုက်ပြီးတော့မှspeed ကိုအဓိက speed ကိုပြောင်းလဲအောင်လုပ်ပေးတဲ့အရာ speed ကိုပြောင်းလဲအောင်လုပ်ပေးတဲ့အရာဒါမျိုးတွေဒီစားတဲ့ဟာတွေကဒီ non linear လုပ်တွေဖြစ်တယ်ပေါ့နော်သူက non linear လုပ်ကအဲ့တော့အတူတူပြန်ပြောရမယ်ဆိုရင်တော့ဒီ non linear လုပ်တွေက voltage waveform distortion current waveform distortion current waveform တွေ voltage waveform တွေကို distortion လို့ခေါ်တယ်ပုံပြက်ခြင်းကိုဖြစ်စေတယ်ခုနပြထားတဲ့အတိုင်းဒီလိုမျိုး sine wave ပြွားလေး sine wave မထွက်ဘဲနဲ့မှဒီဒုတိယ slide မှာပြထားတဲ့အတိုင်းပေါ့နော်ဒီလိုမျိုးဒီအဝါရောင် line လိုမျိုးဒီလိုမျိုးအနီရောင် line လိုမျိုးစသဖြင့် distortion ပုံပြတ်သွားတဲ့ဟာမျိုးတွေကိုဖြစ်စေတာအဲ harmonic လို့ခေါ်တဲ့ distortion တွေကိုဖြစ်စေရပေါ့နော် non linear လို့တွေကအဲ့တော့harmonic တွေရဲ့တိုက်ရောက်မှုတွေကဘာတွေလဲဘယ်လောက်ထိအောင်မှဒီ power system ပေါ်မှာတိုက်ရောက်မှုရှိလဲဆိုတာကိုတော့နောက်ထပ်တစ်ပိုင်းမှာထပ်ပြီးတော့ပြောပြပေးသွားမယ်အဲ့တော့ဒီနေ့အတွက်ကတော့ဒီ linear လုံးနဲ့ non linear လုံးဘာကွဲလဲဘယ်လိုကွဲလဲဆိုတာကိုအားလုံးဝင်နားလည်သွားမယ်လို့ထင်တယ်အဲ့ဆိုရင်နောက်ဗီဒီယိုမှာပြန်တွေ့မယ်တတာ